ကျွန်တော်ခြေစနီးလေးကနေမကောင်းရှာဘူးဗျာသူကဓမ္မဒါလာနေတော့သူဘိုက်တွေအောင်နေရပါတော့တားလေးက6နဲ့ကန်အော်ဖေးလိုပဲကစ်ပြင်းတယ်နော်6နဲ့ကန်ဘောလုံးသမားလေးဖြစ်မလားတသားရေတသားရေကြောက်လို့မလုပ်ဘူး ဟောမွေးတူခြေတယ်လက်ခံပြီးတော့စပို့လို့ အခုသွားတယ်မှာဘိုက်စားတယ်ဆိုတော့ကျွန်တော်အောက်မှာမမားတောင်းလေးကိုအဆက်မပါတာလေးသွားဝယ်ပေးထားတယ်။ချောကလက်မစ်ရှိတ်လေးကျွန်တော်လုပ်ပေးမယ်ပေါ့နော်။သူကလေကျွန်တော်အပေါ်လေးတအားကောင်းရှာဟိုကျွန်တော်တရေနိုးတွေပေါ့နော်ဥမာထားပါတော့ဘိုက်တွေအရန်စားတယ်ပေါ့နော်သူ့ကိုလေအဲ့လိုမပြောရဲဘူးဘိုက်စားတယ်ဆိုလို့ရှိရင်သူကဟိုပေါင်မုတ်ပီဇာတွေခောက်ဆွဲတုပ်တွေဖထလုပ်ပေးတာတကယ်ပြတကယ်ကျေးဇူးတကယ်တင်ရပါတယ်။အခုကျွန်တော်အခွင့်အရေးရပြီပေါ့နော်သူနေမကောင်းဖြစ်ပြီဆိုတော့ကျွန်တော်မှရင်နေလိုနေလို့မရတော့တက်တက်ကြွကြွနဲ့သူ့ကျွန်တော် view ဆိုင်ပေးတယ်။ရင်နေအေးလေးတွေပါလေးကပ်ပေးတာပေါ့နော်။အဲ့လိုကျွန်တော်အခုလိုဗီဒီယိုတင်နေဆိုတာကလည်းယောက်ျားလေးအနေနဲ့လည်းကိုယ့်ရဲ့ဟိုမျိုးသမီးကိုအဲ့လိုမျိုး view site တင်တယ်ပေါ့နော်အဲ့လိုမျိုးလေးပြချင်တာပါအဲ့လိုမျိုး view site ကြည့်သိလားတကယ်လို့ဟိုလူတိုင်းတော့ view site ပါတယ်တစ်ခါလေကျအရင်ကဆက်ပို့ပြီး view site ပြကြည့်အချင်းကြလို့ရှိရင်လေသူတို့စီကတုတ်ပြန်တဲ့မြစ်တာအရန်ခံစားရတာပီတိဖြစ်ဖို့ကောင်းတယ်သိလားမိန်းကလေးတွေကတဲ့ဟိုဓမ္မရာလိုင်းအချိုစားပေးရတယ်အဲ့တော့ဟိုအဓိကနာကျင်မှုတက်တာတယ်ဆိုတာထက်ဟိုပါပေါ့စိတ်မကြည်တာတွေပါလေပို့ပြီးတော့အဲ့လိုဒေါသထွက်တာတွေပါနည်းနည်းလျော့သေးတယ်အဲ့အကြောင်းမမိမလေးတောက်ဖို့မိမလေးကအဲ့ဒါစားပြီးရင်အချိုတဲဒါလေးနဲ့တဲပြီးတော့ဒီမှာကိတ်မို့ပေါ့နော်ခင်ဗျားတို့လည်းကိုယ့်ရဲ့ကောင်မလေးကိုယ့်ရဲ့အမျိုးသမီးကအဲ့လိုမျိုးသူ့ရက်တွေပါလာနေတယ်ဆိုလို့ရှိရင်အချိုလေးများများကျွေးပေးရတယ်အဲ့တော့မှကိုယ်တွေပေါ်စိတ်ကြည်မှာ cheese cake လေးစိတ်ကောင်းကောင်းနော်ကျွန်တော်ဒီလိုမျိုးလေးတွေကျွန်တော်သူ့ကို view ဆိုင်ပြီးအဲ့လိုဗီဒီယိုလေးတွေတင်လို့ရှိရင်တချို့တွေကပြောကြတယ်ပေါ့နော်မိဘကြတော့မချစ်ဘဲနဲ့မိန်းမကြမှာအဖြစ်သေးပြနေရဆိုတာဒီကတော့မဟုတ်ဘူးနော်ကျွန်တော်အမေကိုလည်းချစ်တယ်ကျွန်တော်မှသူရောကျွန်တော်မှအမေပဲရှိတော့တာကျွန်တော်နှစ်ယောက်တက်နိုင်သလားအမေကို view site ဖြစ်တယ်အခုလည်းကျွန်တော်နှစ်ယောက်စူးစမ်းနေပေါ့နော်ကျွန်တော်နှစ်ယောက်အဆင်ပြေလာလေဒီအမေနှစ်ယောက်အတွက်ပဲအဲ့လိုကျွန်တော်တို့မှရီမန်းချက်ကတော့ဒီအမေနှစ်ယောက်နဲ့ပျော်ပျော်ရွှင်ရွှင်နေဝါကျင်တာပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့စူးစမ်းနေတာဖြစ်ပါတယ်လူပြောရမယ်သားကောင်းတစ်ယောက်ဖြစ်အောင်စူးစမ်းနေတယ်အဲ့ဒါမှလည်းခင်မုန်းကောင်းတစ်ယောက်ဖြစ်မှာပေါ့နော်ကဲဒီဗီဒီယိုလေးကိုကြည့်ပြီးပါပြီဆိုလို့ရှိရင်ကိုချစ်တဲ့သူဒီထက်ပိုပြီးတော့ view site နိုင်ပါလေလို့ဆုတောင်းပေးပါတယ်